ဒီထဲမှာမိတ်ဆွေတို့ animation ပုံတွေပြောင်းချင်တဲ့ပုံကိုရေးပေးပါဒီလိုမျိုးပုံထည့်ပြီးသွားရင် prompt ရေးပေးရပါမယ်ဒါဆိုရင်တော့သူက animation ပုံလေးတွေပြောင်းပေးနေပါပြီဒါဆိုရင်တော့ပုံလေးတွေရလာပါပြီသူကပိုတစ်ခါထုတ်ပေးရင်နှစ်ပုံထုတ်ပေးပါတယ်ဒါတွေကတော့ GV Studio Style animation ပုံလေးတွေပဲဖြစ်ပါတယ်ဒီပုံလေးတွေကိုနှိပ်ပြီးတော့ကြည့်လို့ရပါမယ်အားလုံးမင်္ဂလာပါ Let's Story ကကြိုဆိုပါရစေဒီနေ့မှာတော့ပြီးသုံးလို့ရတဲ့ Go AI ကိုအသုံးပြုပြီးတော့ကိုယ့်ရဲ့တက်ပုံတွေကို animation ပုံစံလေးတွေဖြစ်အောင်ပြောင်းလဲလို့ရတဲ့နည်းလမ်းကိုတင်ဆက်ပေးပါမယ်ကျွန်တော်ရဲ့ channel ဟာဒီပညာဆိုင်ရာဗီဒီယိုတွေကိုအမြဲတင်ဆက်ပေးနေတာဖြစ်တဲ့အတွက်စိတ်ဝင်စားရင် subscribe လုပ်ထားဖို့တောင်းဆိုပါတယ်ဒါဆိုရင်ဗီဒီယိုလေးကိုစလိုက်အောင်နော်ကိုတော်တော်များများက animation ပုံတွေလုပ်တဲ့အခါမှာ ChatGPT ကိုသုံးပြီးလုပ်ကြတာရှိပါတယ်ဒါပေမဲ့ ChatGPT က free အနေနဲ့အများကြီးမရဘဲနဲ့လစဉ်ချင်းပေးပြီးတော့ဝယ်သုံးမှသာပုံတွေအများကြီးလုပ်လို့ရမှာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်က ChatGPT လို့ပိုက်ဆံပေးဝယ်စရာမလိုပဲ free သုံးလို့ရတဲ့ Grow AI ကိုသုံးပြီးတော့ပုံတွေကိုအများကြီးလုပ်ပြသွားမှာပဲဖြစ်ပါတယ်ဒီ Grow AI ကိုမြန်မာနိုင်ငံကနေသုံးမယ်ဆိုရင်တော့ VPN လေးနဲ့သုံးပြပေးရမှာပဲဖြစ်ပါတယ်ကျွန်တော်က Cafe VPN ကိုသုံးပြပါမယ်မိတ်ဆွေတို့ရဲ့ဖုန်းနဲ့ဆင်ပြေတဲ့ VPN ကိုသုံးပေးပါပြီးရင်ကျွန်တော် VPN ချိန်လိုက်ပါမယ် VPN ချိန်ပြီးသွားပြီဆိုရင်တော့ Grow တဲ့ကိုသွားပါပြီးရင် set ဆိုတဲ့နေရာမှာ grow.com ဆိုပြီးတော့ရှာပေးပါဒါဆိုရင်တော့ Grow AI website ကိုရောက်ရှိသွားပါပြီဒီနေရာမှာတခုရှိတာက VPN ကိုမဖြစ်မနေသုံးပေးဖို့လိုပါတယ်ပြီးရင်ကျွန်တော်တို့ကအကောက်ဖစ်ပေးရမှာပဲဖြစ်ပါတယ်ကောက်ဖစ်ဖို့အတွက်ပေါ်က sign up ဆိုတာကိုနှိပ်ပေးပါဒါဆိုရင်တော့သူကကျွန်တော်တို့ဟာ postweb user စစ်မှန်ဖြစ်ရလားဆိုတာကိုစစ်ဆေးနေတာပဲဖြစ်ပါတယ်ဒီနေရာမှာခဏလေးစာဝေးပါပြီးရင်ဒီနာကလေးတော့ပုံလေးကိုမှတ်ချင်းလေးလိုပေးပါဒါဆိုရင်တော့သူစစ်ဆေးနေတာပြီးသွားပါပြီပြီးရင်သူကဒီအကောက်ဖစ်တဲ့နေရာမှာလည်းထပ်ပြီးတော့စစ်ဆေးနေပါတယ်ဒီလိုလေးတော့ပုံလေးပေါ်လာပြီဆိုရင်ဒီလေးတော့ပုံလေးကိုမှတ်ချင်းလေးလုပ်ပေးပါဒါဆိုရင်တော့ပြီးသွားပါပြီပြီးရင် set up with Google ဆိုတော့ကိုနေပေးပါနေပြီးသွားရင်မိတ်ဆွေအကောက်ဖစ်ချင်တဲ့ Google account တစ်ခုကိုရွေးပေးပါပြီးရင် continue ကိုထပ်နေပါဒါဆိုရင်တော့အကောက်ဖစ်တာအောင်မြင်သွားပါပြီကျွန်တော်တို့ကပုံတွေလုပ်ဖို့အတွက်အောင်နာကကျွန်တော်ပြတဲ့နေရာကိုနေပေးပါပြီးရင် upload file ကိုထပ်နေပါဒီမှာဆိုရင် media ဆိုတာကိုနှိပ်ပေးပါဒါဆိုရင်တော့ file manager ထဲကိုရောက်ရှိသွားပါပြီဒီထဲမှာမိတ်ဆွေတို့ animation ပုံတွေပြောင်းချင်တဲ့ပုံကိုရေးပေးပါတကယ်လို့မိတ်ဆွေကရှာရခက်နေတဲ့ဆိုရင် gallery ဆိုတာကိုနှိပ်ပေးပါဒါဆိုရင်မိတ်ဆွေတို့ပြောင်းချင်တဲ့ပုံကိုရွေးပေးလိုက်ပါပြီးရင်ပေါ်ကမှတ်ချင်းလေးကိုနှိပ်ပေးပါဒီလိုမျိုးပုံထည့်ပြီးသွားရင် prompt ရေးပေးရပါမယ်ကျွန်တော်ပြတဲ့နေရာကိုနှိပ်ပေးပါဒီတော့ turn this into GBG Studio Style ဆိုပြီးရေးပေးပါဒီပြီးတော့ရင်တော့ဘေးကမြားလေးကိုနှိပ်ပေးပါဒါဆိုရင်တော့သူက animation ပုံလေးတွေပြောင်းပေးနေပါပြီဒီနေရာမှာအခြေခဏလေးဆောက်ပေးပါဒါဆိုရင်တော့ပုံလေးတွေရလာပါပြီသူကပိုတစ်ခါထုတ်ပေးရင်နှစ်ပုံထုတ်ပေးပါတယ်ဒါတွေကတော့ GV Studio Style animation ပုံလေးတွေပဲဖြစ်ပါတယ်ဒီပုံလေးတွေကိုနှိပ်ပြီးတော့ကြည့်လို့ရပါမယ်ဒါကတော့ပထမပုံလေးဖြစ်ပါတယ်ညာဘက်ကဒုတိယပုံလေးကိုနှိပ်ကြည့်ပါမယ်ဒီဒုတိယပုံကတော့နောက်က play သက်တွေကိုပို့ပြီးတော့ထထရှားရှားတွေးနေရပါတယ်ဒီပုံတွေကိုမိတ်ဆွေကတောင်းကျင်နေဆိုရင်ဘောက download ပုံလေးကိုနှိပ်ပေးပါဒါဆိုရင်တော့ download ဆွဲတာပြီးသွားပါပြီပြီးရင်ဘေးကအမပုံလေးကိုနှိပ်ပေးပါနောက်ထပ်အနေနဲ့နောက်တစ်ပုံကို download ပြပါမယ်အောက်ကကျွန်တော်ပြတဲ့နေရာကိုနှိပ်ပေးပါပြီးရင် upload file ကိုနှိပ်ပေးပါဒီမှာက media ဆိုတာကိုနှိပ်ပေးပါပြီးရင် gallery ဆိုတာကိုနှိပ်ပါပြီးရင်နောက်တစ်ပုံထပ်လိုက်ပါမယ်တပီတော့ရင်ကျွန်တော်ပြတဲ့နေရာကိုနှိပ်ပါပြီးရင်ရှေ့တစ်ခါကလိုပဲ turn this into GBG Studio Style ဆိုပြီးတော့ရေးပေးပါပြီးရင်တော့ဘေးကမြားလေးကိုနှိပ်ပေးပါပြီးရင်တော့ခဏလေးစောက်ပေးပါဒါဆိုရင်တော့ရလာပါပြီဒီပုံလေးကိုနှိပ်ပြီးတော့ကြည့်လို့ရပါတယ်ဒါကတော့ပထမပုံပေါ့နော်ဒါကတော့ဒုတိယပုံဖြစ်ပါတယ်ကျွန်တော်ကဒီပုံလေးကိုပို့ကြိုက်ပါတယ်နောက်လို့ဆက်မယ်ဆိုရင်ဘောက download ပုံလေးကိုနှိပ်ပေးပါဒါဆိုရင်တော့ download ဆွဲတာပြီးသွားပါပြီပြီးရင်ဘေးကအမပုံလေးကိုနှိပ်လိုက်ပါဒီမှာဆိုရင်တော့ကျွန်တော်က dev ပုံသုံးပုံပြောထားပါတယ်ဒါတွေကိုတော့ free ပြောင်းထားတာပဲဖြစ်ပါတယ်ပုံတွေပြောင်းတဲ့အခါမှာလည်းသေးချာကြီးမစောက်ရပဲခဏလေးပဲစောက်ရပါတယ်ဒီ Go AI က free သုံးလို့ရပြီးတော့ပုံတွေအများကြီးပြောင်းပေးလို့ရပါတယ်ဒါကတော့ Go AI ကိုသုံးပြီးတာမန် dev ပုံတွေကို animation ပုံလေးတွေဖြစ်အောင်ပြောင်းတဲ့နည်းကိုတစ်ဆက်ပေးတော့တာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကမိတ်ဆွေတဲ့သုံးဝင်နေဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကို like လေးပေးခဲ့ပါနောက်ထပ်ဗီဒီယိုတွေကြည့်ဖို့အတွက်လည်းကျွန်တော်ရဲ့ channel ကို subscribe လုပ်ခဲ့ပေးပါ visionary ရှိရင် comment မှာပေးခဲ့ပါနောက်လာမယ့်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်